နောက်ပိုင်းမှာမိုးသည်းထန်စွာရွာနေချိန်မိန်းကလေးဟာလမ်းဘေးမှာဖျားနာလဲကျနေခဲ့တဲ့အဲ့ဒီအချိန်မှာတထေးသားကအချိန်မီတွေးရှိပြီးသူမကိုပြန်ခေါ်သွားဖို့လက်လန်းခဲ့တဲ့သူမကလက်ကင်ဖို့အာယူပြီးမှလက်ခံခဲ့ပေမဲ့ချက်ချင်းပဲသတိလစ်သွားခဲ့တဲ့သူကလည်းထီကိုပစ်ချပြီးသူမကိုအမြန်ပွေ့ချီခေါ်ဆောင်သွားခဲ့တယ်။နိုးလာတဲ့အခါမှာတော့သူမဟာအင်ကြီးတဲကိုပြန်ရောက်နေပြီးအိမ်ဖော်ကြီးကအကွက်စင်တဲ့အိမ်ဖော်ကိုအရင်ကတည်းကမောင်းထုတ်ပြီးသားဖြစ်ကြောင်းနဲ့တခင်မကြီးကလည်းသူမကိုတောင်းပန်တဲ့အနေနဲ့အဝတ်အစားအသစ်တွေအစားထိုးပေးထားကြောင်းပြောပြခဲ့တယ်။စိတ်သက်သာလာတဲ့အချိန်မှာသူမကဒဏ်ရာကိုကိုယ်တိုင်ဆေးလိမ့်ဖို့ကြိုးစားပေမဲ့မရနိုင်ခဲ့ဘူး။အဲ့ဒီအချိန်မှာသူထေးသားကအခန်းထဲဝင်လာပြီးအိမ်ပေါ်ကြီးလို့ထင်ပြီးဆေးလိမ့်ပေးဖို့တောင်းဆိုခဲ့တဲ့သူကညင်သာစွာဆေးလိမ့်ပေးနေစဉ်မှာမှသူမဟာသူ့ကိုယ်သူမသိပဲသူ့ကိုတောင်းဆိုခဲ့တာကိုတီးသွားပြီးအရှက်ရကချက်ချင်းတောင်းပန်လိုက်တယ်။အဲ့ဒီအချိန်မှာပဲလူငယ်တခင်လေးလည်းအခန်းထဲဝင်လာပြီးသူကကလေးဘဝကလေးကအဖျားပြင်းပြီးစိတ်ပိုင်းဆိုင်ရာကလေးတစ်ယောက်လိုဖြစ်နေကြောင်းအသက်9နှစ်အရွယ်လိုပဲတွေးတက်နေကြောင်းသိရတယ်။သူကမိန်းကလေးရဲ့ဒဏ်ရာကိုညင်သာစွာမှုတ်ပေးပြီးနာကျင်တော့မယ်မဟုတ်ကြောင်းပြောခဲ့တယ်ပြီးတော့သူ့အကိုကိုလည်းအဲ့ဒီလိုလုပ်ဖို့တိုက်တွန်းခဲ့တာကြောင့်အဆုံးမှာချမ်းသာတဲ့မျိုးဆက်သစ်လူငယ်ကလည်းသူမရဲ့ဒဏ်ရာကိုညင်သာစွာမှုတ်ပေးလိုက်တယ်။အဲ့ဒီခိုက်တက်မှာတော့နှစ်ယောက်စလုံးရဲ့နှလုံးခုန်တန်းတွေမြန်ဆန်လာပြီးရှက်ရွံ့သွားကြတယ်